ခုနေလောက်ပြီးသွားတယ်ပိတ်ဆံကလန်25ခုအော်ဒါလေးပဲဖြစ်ပါတယ်ပင်းနေရမျိုးဈေးတန်းရက်ကွက်ဟာကိုဖိုးဝါဒုတ်တို့အလူပွဲအတွက်လာမှာထားတာလေးတွေပဲဖြစ်ပါတယ်ရှင်ပိတ်ဆံကလတ်တစ်ခုမှဆိုရင်9000နဲ့အရွယ်60ငွေသား3သိန်းစီပါပါတယ်ရှင်ဒီပုံစံလေးတွေကအလူဆန်တဲ့အချိန်ကြရင်လည်းအရန်ကိုလာပါတယ်နော်ကျောင်းမှာအာယုံခံတဲ့အချိန်ဆိုရင်လည်းအရန်ကြည်ညိုဖို့ကောင်းအောင်လာနေတဲ့ပုံစံလေးတွေပဲဖြစ်ပါတယ်ရှင်အလူပွဲအတွက်ပိတ်ဆံကလတ်လေးတွေလိုအပ်ခဲ့တဲ့ဆိုရင်မမီစုဆိုင်မှာလာမှာလို့ရပါတယ်ဆိုင်လေးကတော့ပင်းနေရစေးအောင်ရှိဘောလုံးကွင်းဆိုင်တန်းမှာပဲဖြစ်ပါတယ်ရှင်ဆိုင်နာမည်လေးကတော့မီစု online shop ဖြစ်ပါတယ်ရှင်